အချိန်အားဖြင့်မနက်10:00နာရီရှိနေပါပြီ။အဲ့ဒါကြောင့်မြို့ထဲမှာကားတွေလူတွေနည်းနည်းရှင်းနေပါတယ်။ဆာကူရာမြို့ရဲ့ကျောင်းကြီးကတော့တိတ်လို့စိတ်လို့ဖြစ်နေပါတယ်။အကြောင်းကတော့ကျောင်းမှာစာမေးပွဲရှိနေတာမလို့ပါ။စာမေးပွဲချိန်မလို့ကျောင်းသူကျောင်းသားတွေအားလုံးတိတ်တိတ်ဆိတ်ဆိတ်နဲ့ညီသက်နေပါတယ်။ညနေဘက်ကျောင်းဆင်းချိန်မှာတော့တန်စင်ဆူဆူနဲ့ဝီယန်တို့ကစာမေးပွဲမှာဖြေနိုင်လားမဖြေနိုင်ဘူးလားဆိုတာတွေပြောနေကြပါတယ်။ဝီယန်ကတော့ဖုန်းပေါ်မှာတက်လာတဲ့သတင်းတစ်ပုဒ်ကိုဖတ်ပြပါတယ်။ဒီသတင်းဟာသိမကြခင်ဖြစ်သွားတာပဲတိုးရဲဝင်သွားတဲ့လူငယ်တချို့ပျောက်သွားတယ်ဆိုပါလားအဆက်တွေလည်းမရတော့ဘူးတဲ့ပျောက်သွားတာအစနာတော့မကြံဘူးဆိုပဲအလောင်းတော်ရှာမရဘူးဆိုပါလားတနာစရာပဲဟာလူငယ်ဆိုတော့ငါတို့လိုအရွယ်လေးတွေပဲနေမယ်ဆူဆူကတော့ဒါတိုးရဲဝင်သွားတာလေတိုးရဲမှာအသားစားတတ်တော်ရအများရှိရပဲအဲ့လိုကောင်တွေကစားသွားတာနေမှာပေါ့ဒါစလန်ဒါမန်ဖြစ်နေရောသူကတိုးရဲမှာအမြဲတမ်းရှိနေရလေတန်စင်လဲဟဲ့မဟုတ်တော့ပါဘူးစလန်တာမန်ကလိုင်းပေါ်မှာရှောက်ပြောတဲ့ပုံပြင်မှာဟာဟုတ်တယ်တန်စင်ပြောတာငါလည်းလက်ခံတယ်စလန်တာမန်ဆိုတာကလေးတွေတောထဲကိုသွားမှာဆိုလို့ရှောက်ပြောနေတဲ့ကောင်ပဲဘာမှမရှိဘူးအေးပါနင်တို့ဆီယာမကြီးတွေပဲဒါပေမဲ့ငါတို့အဲ့လိုမထင်ဘူးဟာစလန်တာမန်ကတကယ်ရှိမှထင်တယ်နင်ကလေယောက်ျားကြီးဖြစ်ပြီတကယ်ပဲအခုချိန်နေနားမလဲသေးဘူးစားကြတော့လည်းမရပြန်ဘူးဟုတ်ပါဟာနေမဲပြောလိုက်တော့တငယ်ချင်း3ယောက်သားအိမ်မပြန်နိုင်သေးပဲစကားပြောလို့ကောင်းနေပါတယ်ညဘက်ရောက်သွားတဲ့အခါမှာတော့ဝီယန်တယောက်ဖုန်းတစ်လုံးကင်လာပြီးအိမ်ပြင်ကိုထပ်လာခဲ့ပါတယ်သူကတရက် vlog တစ်ခုရိုက်ပြီး YouTube မှာတင်ဖို့လုပ်နေတာပါအခုချိန်တရက်တစ်ကောင်လာပေါ်လာသိကောင်းမှာပဲကွာအဲ့ဒါဆို YouTube ပေါ်တင်လိုက်အဲ့ဒီဗီဒီယိုပေါက်ပြီပဲဟဲပြောနေတော့မှပဲဝီယန်ရဲ့ဖေကဟျောင်းဖုန်းကြီးကင်ပြီးဘာလုပ်နေရလဲကွာစာချက်လေစာမေးပွဲဖြေနေရတာမဟုတ်ဘူးလားဒါစာချက်ပြီးပါပြီအခုကတရေတို့ဘာလို့များထက်လာမလားလို့ဗီဒီယိုရိုက်နေရပါတရေကမင်းကုတ်ခွစီသွားမှသိနေမယ်တော့စာသွားချက်လို့ပြီးရင်လည်းအိတ်တော့ဟုတ်အဖေနောက်ရက်ကတော့စနေနေ့မလို့ចောင်းပိတ်ရက်ဖြစ်နေပါတယ်စွတ်စွလည်းအေးစင်းနားနေတာပေါ့နားနေတော့မှပဲဖုန်းတကောဝင်လာပါတယ်စွတ်လည်းဖုန်းကင်လိုက်ပါတယ်ဟယ်လိုဝေယံဘာကိစ္စចောင်းပိတ်ရက်အပြင်လေးပါလေးသွားရောင်လေးဟာအိမ်ထဲမှာစားပေးလို့ရတော့ကြိုင်ရှော့ဖြစ်ကုန်မယ်ဟာဒီနေ့ညနေလောက်ငါတို့တနေရသွားမယ်လေတန်စင်ကိုလည်းခေါ်ခဲ့အေးပါသွားကြတာပေါ့ငါလည်းပြင်းနေရတဲ့အတော့ပဲโอเคဒါဆိုညနေဖက်သွားရအောင်လေမနေ့ပိုင်းစာချက်ထားလိုက်ညနေကျရင်အေးဆေးသွားလို့ရပြီစွလည်းဖုန်းချလိုက်ပါတယ်ဒီကောင်ဝီယန်ကတော့စလန်တာမန်ကိုရှာချင်နေတဲ့ပုံပဲဝီယန်နှင်းကြံလောက်ကတော့ငါကြိုသိတာပေါ့ဟာအဲ့လိုနဲ့ညနေဖက်ကိုရောက်သွားတဲ့ခါမှာတော့ဝီယန်ကတန်စင်ကိုသူ့ကားနဲ့တင်ခေါ်လာပြီးစွအိမ်ကိုထွက်လာခဲ့ပါတယ်ပြီးတာနဲ့ကာဟွန်တီးလိုက်တာပေါ့စွလည်းအပြင်ကိုထွက်လာခဲ့ပါတယ်အခုမှလာတော့တယ်ဟာတန်စင်နေအောင်တခါတည်းပါလာလားအေးဟုတ်တယ်လေစွဘာဖြစ်လို့လဲဒီမှာလေဝီယန်ငါ့ကိုဇွတ်တယ်ခေါ်လာတာဟာတကယ်ဆိုးပဲဟိကောင်ဝီယန်နင်ငါ့ကိုအရင်မခေါ်ပေါ့လေဟုတ်လားမဟုတ်ဘူးလေဟာအခုသွားမယ့်နေရာနေ့အိမ်နဲ့ပုံနီးရလေအဲ့ဒါကြောင့်ပါဟာဒီလိုနဲ့ဝီယန်တို့လည်းကားလေးနဲ့ပဲတော်လန်လေးအတိုင်းဝင်လာခဲ့တာပေါ့အရာအလုံးကတော့တိတ်ဆိတ်နေတော့မှာပဲသွားရင်ညနေဖက်ကနေညဖက်ကိုရောက်လာပါတယ်တနေရာအရောက်မှာတော့ဝီယန်ကကားကိုလမ်းပေးထိုးရက်လိုက်ပါတယ်ပြီးတာနဲ့ကားပေါ်ကဆင်းလိုက်ပါတယ်တန်စင်လည်းထူးဆန်းသွားတာမလို့ဟဲ့ဘာလို့ဒီနေရာကြီးမှာဆင်းလိုက်တာလဲဘာလို့ဆရာရှိလို့လဲဒီမှာလေဝီယန်စလန်တာမန်ကိုရှာချင်နေရလေအဲ့ဒါကြောင့်ဒီမှာရက်လိုက်တာငါတို့စလန်တာမန်ရှိမယ်လို့ထင်နေဟာအဲ့ဒါကြောင့်ပါငါ့ကိုကူညီမယ်မလားကူညီပေးလိုက်စမ်းမတန်စင်ရဒီတောထဲမှာဘာမှရှိမှာမဟုတ်ဘူးနေအောင်ဟိုတောနဲ့ထဲတော့မဝင်ဘူးနော်အဲ့ထဲမှာအကောင်ပလောင်နေများတယ်အေးပါဟာငါတို့ဒီနာတောဆက်လေးပဲသွားမှာပါပြီးရင်ပြန်လာပေါ့ဟာအဲ့လိုနဲ့ဝီယန်ဦးဆောင်ပြီးတောထဲကိုဝင်လာခဲ့ပါတယ်အဲ့လိုဝင်လာရင်းနဲ့ကြောက်လာတဲ့သူကတော့တန်စင်ပါပဲဟဲ့ပြန်ရအောင်လေဟာပို့ပြီးတော့မှောင်လာတယ်ဟာငါကြောက်လာပြီပြန်ရအောင်နေပေါင်းတန်စင်ရငါလည်းပါပါတယ်ဟာနေပါရီကြောက်နေရလဲဘာလဲနေလဲဝေရလိုပဲစလန်တာမန်ကိုကြောက်နေရလားအဲ့လိုပြောနေတော့မှပဲတောထဲမှာအတန်တချို့ထွက်လာတာကိုကြားလိုက်ရပါတယ်နင်တို့တိတ်နေစမ်းပါကွာဟိုမှာအတန်ထွက်လာတယ်ဟာကြားလိုက်လားအေးဟုတ်တယ်ဝေရန်ငါလည်းကြားလိုက်တယ်နင်တို့နှစ်ယောက်ယူလိုက်ကြပါလားပေါက်ကြရတွေတော်တော်ပြောတတ်တယ်တောထဲလာမှတော့တိတ်ကိုင်းချောက်တွေပါပြုတ်ကြတာနေမှာပေါ့ဟာစလန်တာမန်အချက်ပြနေပြီထင်တယ်ငါတို့ဒီမှာမလုံခြုံတော့ဘူးတနေရာသွားမှရမယ်လာပါငါနောက်ကလိုက်ခဲ့ပြောနေတော့မှပဲခက်လန်းလန်းနေရမှာမျက်နှာကိုအဖြူအဝတ်စကြီးနဲ့ပတ်ထားတဲ့စလန်တာမန်ကြီးပေါ်လာပါတယ်။ဒါပေမဲ့သူကဝီယန်တို့ကိုလှမ်းကြည့်ရုံကလွဲပြီးတခြားဘာမှမလုပ်ပါဘူး။
ဝေယံတို့ကတော့စလန်ဒါမန်ရှိနေတယ်ဆိုပြီးတောရဲကနေထွက်ဖို့ပြေးနေကြတာပါ မြင်မြင်ပြေးကြဟေ့စလန်တာမန်လိုင်းလွတ်မှာမဟုတ်ဘူး ဒါပေမဲ့ပြေးလိုက်ရင်ရောက်လာတာကအပြင်ကိုမဟုတ်ပဲကွင်းတကွင်းနဲ့ကိုရောက်သွားတာပါဝေယံကတော့ စွတ်စွတ်တန်းစင်နင်တို့အခုငါထိုင်တယ်လို့ထိုင်မြင်မြင်လုံးဟာအချိန်မရှိဘူး ဘာလဲဝေယံရတောရဲဝင်ချင်တော့လဲနေမယ်ပြန်ချင်တော့လဲနေမယ်အခုလမ်းပြောက်တော့လဲဘာတွေလုပ်နေမှန်းမသိဘူးနင်ယူနေရလားငါယူသွားလား ငါကြောက်လို့ပြေးနေတာမဟုတ်ဘူးဟာခေးပါဟာငါပြောတယ်လို့ထိုင်ပါပြီးရင်ငါရွတ်တယ်လို့လိုက်ရွတ်ပေးနော် please ဆူဆူနဲ့တန်စင်လဲဝေယံပြောသလိုထိုင်ချလိုက်ပါတယ်ပြီးတော့ဝေယံကတခုခုကိုအဆက်မပြတ်ရွတ်နေပါတယ် သခင်ကြီးစလန်ဒါမန်ကျွန်တော်တို့စီကိုအလေလာပါသခင်ကြီးစလန်ဒါမန်ကျွန်တော်တို့စီကိုအလေလာပါသခင်ကြီးစလန်ဒါမန်ကျွန်တော်တို့စီကိုအလေလာပါဖိတ်ခေါ်ပါရီဖိတ်ခေါ်ပါရီဖိတ်ခေါ်ပါရီ ဆူဆူနဲ့တန်စင်လဲဝေယံပြောသလိုလိုက်ပြောကြပါတယ်ဒီနောက်အချိန်အနည်းငယ်ကြာသွားပြီးဝေယံလည်းမျက်လုံးတွေဖွင့်လိုက်ပါတယ်သူ့မျက်လုံးတွေဖွင့်လိုက်တော့မြင်ရတာကဆူဆူနဲ့တန်စင်တို့လဲကျနေတာကိုပဲမြင်လိုက်ရတာပါဝေယံလည်းအတော်လေးကိုလှန့်သွားတယ်ဆိုပေမဲ့ရုတ်တရက်စလန်ဒါမန်ကြီးပေါ်လာပါတယ် သခင်ကြီးစလန်ဒါမန်ကျွန်တော်မတတ်ပါနဲ့ဗျာကျွန်တော်ကသခင်ကြီးဒီကဘာမှာရှိသေးလားထွက်သွားပြီလားဆိုတာသိချင်ရုံလေးပါသခင်ကြီးစလန်ဒါမန်ပုံပြင်မဟုတ်ပဲတကယ်ရှိတယ်ဆိုတာကျွန်တော်ယုံပါတယ်ဗျာ နောက်ရက်မနက်မှာတော့ဆူဆူတို့လည်းဝေယံကိုလိုက်ရှာနေကြပါတယ်ဝေယံနင်ပမာလဲငါတို့တန်ကြားလားကြားရင်ပြန်ထူးပါဝေယံတန်စင်လဲ ဟုတ်တယ်ဝေယံငါတို့တန်ကြပြန်ထူးပါငါတို့နဲ့ကိုစိတ်ပူနေပြီ ဆူဆူနဲ့တန်စင်လဲဝေယံကိုဘလို့ပဲရှာရှာမတွေ့ရမလို့ရဲကိုအကြောင်းကြားလိုက်ပါတယ်ရဲတွေလည်းလူအင်အားအများကြီးနဲ့အစွမ်းကုန်ရှာတယ်ဆိုပေမဲ့မတွေ့ဘူးဖြစ်နေတာပေါ့ စိတ်တော်မကောင်းပါကွာအခုတို့နဲ့ဆွမ်းကုန်ရှာပေးနေတယ်အခုချိန်နေတော့ပတ်သေးလို့ဇာမမရသေးဘူးရင်တော့လေဒီလိုမှုတွေအများပဲဒါပေမဲ့ဘသူကဒီအခက်လေးဆိုတာမသိဘူး ဝေယံကတော့စလန်တာမန်ကိုယုံလွန်အားကြီးပြီးခေါ်လိုက်တာမလို့စလန်တာမန်ကသူ့ကိုခေါ်သွားခဲ့ပါတယ်ဘယ်ခေါ်သွားလဲဆိုတာကို comment မှာရေးခဲ့ပေးပါအောင်နော်ဆာကူရာဇလန်တွေကြိုက်တဲ့သူတွေက channel လေးကို subscribe လုပ်ထားပေးပါနော်ဒီ channel မှာဆာကူရာဇလန်ကောင်းတွေအများကြီးကိုတင်ဆက်ပေးပါမယ်ရှင်